အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖုန်းနဲ့ Gmail အကောင့်ကိုအလွယ်ကူဆုံးဖွင့်နည်းကိုပြောပြမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်အရင်ဆုံး Gmail software တွေကိုဝင်ပါမယ် Google ဆိုတာကိုနှိပ်ပါမယ်အကောင့်အသစ်ဖွင့်မှာဖြစ်တဲ့အတွက် Create အကောင့်ကိုနှိပ်ပါမယ် For my personal use ကိုရွေးလိုက်ပါရွေးပြီးရင်နာမည်ကတော့ကိုကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်နာမည်ထည့်လိုက်ပါမယ်နာမည်ထည့်ပြီးသွားရင် next ကိုနှိပ်လိုက်ပါမွေးနေ့မှာတော့ကိုယ့်ရဲ့မွေးသက်ကလေးကိုထည့်လိုက်ပါကျွန်တော်ကတော့ကျွန်တော်ရဲ့မွေးသက်ကလေးကိုထည့်လိုက်ပါမယ်ဖြည့်ပြီးသွားရင် next ကိုနှိပ်လိုက်ပါဒါကတော့သူကြံပြူထားတဲ့ Gmail တွေပါကျွန်တော်ကတော့အလဲရ Gmail ကိုကြိုက်တဲ့အတွက်အလဲရ Gmail ကိုရွေးလိုက်ပါတယ်ပြီးရင်ကိုကြိုက်တဲ့ password ကိုထည့်လိုက်ပါ password ထည့်ပြီးရင်ဒီလိုပေါ်လာပါလိမ့်မယ်အောက်က next ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင် I agree ကိုနှိပ်လိုက်ရင်အကောင့်ပေါက်တာအောင်မြင်သွားပါပြီဒီနည်းလမ်းနဲ့ Facebook YouTube TikTok အကောင့်ဖောက်ရရင်အဆင်ပြေနိုင်ကြပါစေဗျကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်